နှစ်ချိန်ဖြစ်ရှင်ခဲ့ပြီးတာပြန်ရည်ကြွချီကန်တရားကြောင့်အောင်တော့ကြောက်ခံလားလေယံစုကိုကြိုးစားမှကိုပိုင်ဆိုင်ရမှာကောင်းကြီးရဲ့တော့ဘယ်ကြုံတွေလဲစဉ်းစားကြည့်ပါဆိုးများရှိရင်ဘယ်ရာကိုမင်းကောင်းလို့ပြောမှာပြောပြောနေလိုက်ပါစင်ပြေမှာပေါ်ရာရာတမ်းဖို့ရှိတဲ့လူဘဝတော့ရင်နာလေးမှာပြောရွှင်နိုင်မို့ဒီကစိတ်ညစ်နေတဲ့ကွာပြောပြောနေလိုက်ပါစင်ပြေမှာပေါ်ရာရာတမ်းဖို့ရှိတဲ့လူဘဝတော့ရင်လေးတွင်မှာပြောပြောနေလိုက်ပါပြောပြောနေသူဟာသိခဲ့ပါတယ်ကွာစိတ်မငြင်းနဲ့တော့လူဘွားကတူတူလေးသာပြောပြောနေသူဟာသိခဲ့ပါတယ်ကွာ